ကျမကိုမောင်တော်ကမူဆလင်ရွာတစ်ခုမှာမွေးဖွားပါတယ်။ကျမတို့မူဆလင်တွေဟာလူမျိုးမတူဘာသာမတူသူတွေနဲ့တရွာထဲမှာရောနှောနေလေးမရှိကြပါ။ရခိုင်တွေကလည်းသူတို့ရွာမှာတီးခြားနေကြပါတယ်။သို့တော့ရခိုင်ရွာတွေမှာတော့မျိုးကမှန်မရမကြီးစတဲ့လူမျိုးတွေပါအနေကျုံရောနှောနေလေးရှိကြပါတယ်။ကျမတို့ရွာတွေမှာတော့မူဆလင်ကလွဲရင်လက်မခံပါ။ကျမကိုအဖေရဲ့ဒုတိယမြောက်မိန်းမကနေမွေးဖွားတာပါအဖေမှာအမေအပြင်တခြားမိန်းမ၄ယောက်ရှိပါသေးတယ်အကြီးဆုံးမိန်းမကတော့အဖေပြီးရင်ဩဇာအကြီးဆုံးပါကျမအမေအပါဝင်ကြံမိန်းမတွေကသူ့ဩဇာကိုနာခံရပါတယ်သူစေခိုင်းတာကိုလိုက်နာကြရပါတယ်သူမားသည်ဖြစ်စေမှန်သည်ဖြစ်စေတုံ့ပြန်ခွင့်မရှိပါရခိုင်တွေကပြောပါတယ်မင်းတို့ကွာဒီလောက်မိန်းမများကြီးယူကလေးများကြီးငွေဒုက္ခရောက်မှာပေါ့အဖေကတခွန်းမဲပြန်ပြောပါတယ်အလာကျွေးလိုက်မယ်တဲ့မိန်းမများကြီးယူတာကအဖေတယောက်တည်းမဟုတ်ပါအတော်များများယူကြပါတယ်ရွာမှာအစင်းရဲဆုံးသူတောင်မိန်းမ2ယောက်ရှိပါတယ်မော်လဝီတွေဆိုအဖေထက်တောင်မိန်းမပိုများပါတယ်သူယူထားတဲ့မိန်းမတွေကလည်းအဖေမိန်းမတွေထက်ပိုချောပါတယ်မော်လဝီတယောက်ရဲ့ရောက်ခမဖြစ်ရတာမိန်းမဖြစ်ရတာကိုကျမတို့အတိုင်းဝိုင်းကဂုဏ်ယူကြပါတယ်ရွာထဲမှာလည်းမော်လဝီမိန်းမတွေကတခြားမိန်းမတွေထက်အရေးပေးခံရပါတယ်ကျမတို့မှာဖအေးတူမအေးခွဲမောင်နှမတွေတရားစင်မကရှိပါတယ်ကျမတို့အားလုံးလုပ်ရတဲ့အလုပ်ကနွားချေးကောက်တာပါအဖေကလယ်သမားဖြစ်တာကြောင့်နွားတွေမွေးထားပါတယ်စကြက်လွတ်တဲ့အခါနွားတွေစွန့်တဲ့မစင်တပုံချင်းကိုကျမတို့လိုက်သိမ်းရပါတယ်အိမ်ကိုတည်လာပြီးစုပုံထားရပါတယ်နောက်တစ်နေ့နွားမလွတ်ခင်မှာစကြက်မှာနွားချေးတပုံလောက်အဖေတွေးမိရင်ကျမတို့မောင်နှမတွေအားလုံးအရိုက်ခံရပါတယ်ကုံအောင်မကောက်တာကြောင့်ပါကျမတို့မူဆလင်တွေနေတဲ့အိမ်များစုကနွားချေးနဲ့မြေသားကိုရောနယ်ပြီးစောက်လုပ်ကြတာပါအမိုးကတော့တက်ကြယ်ပါကျမ9နှစ်ရောက်တော့ကျောင်းဆက်တက်ရပါတယ်ကျမအကိုတွေမောင်တွေကတော့အစိုးရကျောင်းကောဘာသာရေးကျောင်းကောတက်ကြရပါတယ်ကျမအတော်ပျော်ပါတယ်ကျမတို့ရင်းနှီးခွင့်မရတဲ့တခြားလူမျိုးတွေဘာသာဝင်တွေနဲ့ပါစော့ခွင့်ရလို့ပါအိမ်ရောက်တော့အမေကိုပြောပြပါတယ်ကျောင်းတက်ရတာပျော်စရာကောင်းကြောင်းတငယ်ချင်းတွေအများကြီးရကြောင်းအဖေတည်သွားတော့အရိုက်ခံရပါတယ်မူဆလင်မဟုတ်တဲ့ကာဖိန်များနဲ့မိတ်ဆွေမခွဲရဘူးလို့တားမြစ်ပါတယ်။နောက်နေ့ကစပြီးကျမသူတို့နဲ့စကားမပြောတော့ပါမစော့တော့ပါအဖေစီမှာအရိုက်ခံရမှာကြောက်လို့ပါ9နှစ်ရောက်တော့အဖေကကျမကိုကြောင်းထုတ်ပါတယ်တမန်တော်မူဟာမက်ဟာအရှာကို6နှစ်သမီးမှာလက်ထပ်ပြီး9နှစ်သမီးမှာအတူအိတ်တာမှု9နှစ်အရွယ်ဟာအိမ်အောင်ပြုဖို့အသင်းဖြစ်ပြီးတဲ့အနည်းကစပြီးကျမအိမ်ပြင်ထွက်ခွင့်မရတော့ပါနွားချေလဲမကောက်ရတော့ပါအပြင်ထွက်မယ်ဆိုအဖေသို့မဟုတ်အကိုပါမှထွက်ခွင့်ရပါတယ်ကျမမှာဖတ်အေးတူမအေးခွဲအကိုသာရှိတာမို့သူတို့နဲ့ထွက်ခွင့်မရပါအဖေပါမှသာထွက်ခွင့်ရပါတယ်ထွက်ရင်လဲတကိုယ်လုံးဖုံးနဲ့ခြုံလွှာအင်ဂျီဝေးရပါတယ်မျက်နာကိုလည်းအလုံးအုပ်ရပါတယ်မြတ်လုံးနှလုံးကိုပါဇာပဝါနဲ့အုပ်ရပါတယ်အစ္စလမ်မှာညွှန်ကြားထားတာကမဖော်ပြတဲ့ကိုအင်္ဂါစိတ်ပိုင်းတွေကိုလုံလုံခြုံခြုံဖုံးကွယ်ထားဖို့ပါကိုရန်ထက်ပိုတဲ့ညွှန်ကြားမှုကိုကျမတို့လိုက်နာရပါတယ်တကယ်တော့ကျမကျောင်းဆက်တက်ချင်ပါတယ်ကလေးတယောက်ရဲ့လွတ်လပ်ခွင့်ကိုရချင်ပါတယ်ဒါပေမဲ့အဖေကိုမပူစာတော့ပါပူစာရင်လဲအရိုက်ခံရမှာပါအဲ့ထက်ပိုဆိုးတာကမော်လဝီတွေပါကျမတို့အရွယ်ဆိုသူတို့ကလုံးဝကြောင်းတက်ခွင့်မပြုတော့ပါအမျော်မြင်ကြီးတဲ့ပညာတတ်မူဆလင်တချို့ကသမီးတွေကိုကျောင်းဆက်ထားခြင်းပေမဲ့သင်ခန်းစာတွေရှိနေတာကြောင့်ဆက်မထားရဲပါကျမတို့ရွာကကျောင်းဆရာဟာသူ့သမီးတွေကိုအထက်တန်းအထိဆက်ထားတာကြောင့်အသက်ခံရပါတယ်အသက်ခံရတာကဗလီထဲမှာပါအမိန်ပေးတာကမော်လဝီပါတကယ်တော့ကျမတို့အစ္စလမ်မှာရန်သူကိုတောင်ဗလီထဲမှာတက်ခွင့်မရှိပါဒါပေမဲ့သူတို့တက်ပါတယ်အဖေအသက်ခံရမှာဆိုလို့ကျမမပူစာတော့ပါအဲကလေးကကျမဘဝဟာအိမ်တွင်းပုံဖြစ်လာပါတယ်ဧည့်သည်တယောက်လာရင်တော့မျက်နာကိုပြေးအုပ်ရပါတယ်ကျမတို့ဒေသရဲ့ထူးခြားပုံကိုကျမပြောပြပါမယ်ကျမတို့ရွာမှာမိန်းကလေးတွေအဓမ္မပြုကျင့်ခံရတာရှိပါတယ်ကျူးလွန်သူတွေကတော့ကျမတို့မူဆလင်တွေနဲ့လက်နက်ကင်တွေပါအများဆုံးဖြစ်တာကတော့ရေခတ်စင်းချိန်ပါမနဲ့အယုံတက်ချိန်ဒါမှမဟုတ်နေဝင်ကာစအချိန်ပါကျမတို့မှာအဲအချိန်မှာပဲရေခတ်ခွင့်ရပါတယ်လူတွေမြင်မာဆိုးလို့ပါတဲ့အဲ့ဒါကပဲအကြံသမားတွေအတွက်အခွင့်အရေးဖြစ်ခဲ့ပါတယ်နို့ပေမဲ့သူတို့ထုတ်မပြောရဲကြပါထုတ်ပြောခဲ့ရင်အဖေအကိုမောင်ဦးလေးတွေကအဆုံးစီရင်ပြစ်ကြလို့ပါကျူးလွန်သူကိုမဟုတ်ပါကျူးလွန်ခံရသူကိုပါကျမ12နှစ်ရောက်တော့အပြိုသွေးစပေါ်ပါတယ်အ
အမေကိုပြောပြပါတယ်တိတ်မကြပါဘူးမော်လဝီတယောက်ကလာတောင်းပါတယ်ကျမသိပါတယ်အမေကတဆင့်အဖေသိပြီးမော်လဝီကိုမျက်နှာသွားလောက်တာပါကျမသူ့ကိုမကြိုက်ပါချစ်လဲမချစ်ပါအိမ်ကိုမကြာခဏဝင်ထွက်နေတာမို့သူ့မျက်နှာကိုတော့မှတ်မိနေပါတယ်အဖေထက်နည်းနည်းကြီးပါတယ်ဒါပေမဲ့အဖေတို့အမေတို့ကတိတ်ပျော်နေကြပါတဲဂုံယူနေကြပါတယ်တကယ်ဆိုအဲ့ရွယ်မှာအချစ်ဆိုတာဘာမှန်းတောင်ကျမမသိပါကလေးတယောက်လိုပဲစော့ကျင်တုံးပါသို့ပေမဲ့ကျမလက်ထက်လိုက်ရပါတယ်မင်္ဂလာညငရေခမ်းကိုဖျက်တမ်းရပါတယ်ကျမကကလေးလေးပါသူကညားကာစားတော့ကျမကိုအင်မတန်ဂရုစိုက်ပါတယ်သူ့ရဲ့အကြီးဆုံးမိန်းမထက်တောင်မျက်နှာသာပေးပါတယ်နောက်ပိုင်းတော့ရိုက်နှက်ပါတယ်ကျမကကလေးလေလူကြီးလိုဘလို့တီးမှလဲကလေးအတိပဲရှိတော့ကလေးလိုပဲနေတာပေါ့အဲ့ဒါကအပြစ်လားအစ္စလမ်မှာအများဆုံးခွင့်ပြုထားတာကမလိမ္မာတဲ့မိန်းမကိုညင်သာစွာရိုက်နှက်ခွင့်ပါသူကတော့အဲ့လိုမဟုတ်ပါကျမကိုလက်ပိုက်ခိုင်းပြီးထင်းချောင်းနဲ့ရိုက်တာပါညကြတော့ကျမနဲ့ကိုလည်းနှီးနှောပါတယ်နှီးနှောရင်ပြောနေတာကမိန်းမဆိုတာယောက်ျားရဲ့ကြုံပါတဲ့တကယ်တော့အစ္စလမ်မှာမိန်းမတစ်ယောက်ကျိုးနွယ်ရမယ့်ဝတ္တရားရှိသလိုယောက်ျားတစ်ယောက်ကျေပွန်ရမယ့်တာဝန်လည်းရှိပါတယ်ကိုရန်ထဲမှာတော့ဒီလိုတရားလက်မဲ့ပြုကျင်ရပြုခွင့်ပေးထားတာမရှိပါကျမတို့ဒေသမှာတော့ကိုရန်ထက်မော်လဝီကအရေးပါပါတယ်ကျမဘဝတစ်လျှောက်မှာ9နှစ်ကစပြီးအိမ်တွင်းပုံးပါပဲအိမ်တွင်းပုံးရင်းနဲ့လဲအရိုက်ခံရပါတယ်အိမ်ကိုတခြားမော်လဝီတယောက်လာလဲလို့ကျမအိတ်ခံချိန်မျက်နာကိုမအုပ်ထားလို့တဲ့ကိုရန်မှာအဲ့ဒါပါသလားကျမတော့မထင်ပါဒီလိုနဲ့ကျမ73နှစ်မှာပဲကလေးတယောက်မွေးရပါတယ်ကျမနိုးမထွက်ပါကျမယောက်ျားမော်လဝီကရိုက်ပါတယ်နိုးမထွက်တာအပြစ်လားကျမဆိုတာပြေးလွှားစော့ကစားရမယ့်အရွယ်လေးနိုးမထွက်အောင်ကျမလှုပ်ထားတာမှမဟုတ်တာကျမ18-19ရောက်တော့ရက်ခိုင်ကိုအလက်အောက်ခံငေါတွေရောက်လာတယ်ရက်ခိုင်မတွေကရက်ခိုင်ထီးတွေကအလုံးဝင်လုပ်ကြတယ်ငါတွေကကျမတို့မွတ်စလင်ကိုပို့ဦးစားပေးတယ်ဘင်္ဂလီစကားတက်ယုံနဲ့မြန်မာစာရေးတက်ယုံနဲ့ဝင်လုပ်လို့ရတယ်2000ဝန်းကျင်ပေါ့ကျမတို့အတိုင်းဝိုင်းကမိန်းမတွေကိုဝင်လုပ်ခွင့်မပြုပါယောက်ျားတွေပဲဝင်လုပ်ကြတယ်ကျမယောက်ျားကိုအရေးစွန့်ပြီးတခါတောင်းဆိုမိတာအရိုက်ခံရတယ်ကျမတို့မှာဖုန်းသုံးခွင့်လည်းမရှိဘူးသတိထားမိကြမှာပါ social media မှာရိုဟင်ဂျာကိစ္စပြောရင်အမျိုးသားတွေကြီးပဲကံကောင်းလုံးလို့ပြောခွင့်ရတဲ့အမျိုးသမီးဟာပြည်ပရောက်နေလို့ပါပဲကျမလေးတစ်ခါရန်ကုန်ကမူဆလင်မျိုးသမီးတွေကိုအားကြတယ်သူတို့လေလွတ်လွတ်လပ်လပ်နေခွင့်ရတယ်ပြောခွင့်ရတယ်လောက်ကင်ခွင့်ရတယ်ကျမတို့လည်းအဲ့လိုလိုချင်တယ်ဒါကြောင့်သက်ဆိုင်ရာအစိုးရကိုကျမတောင်းဆိုချင်တာကကျမတို့ပြန်လာခွင့်ရတဲ့အခါရန်ကုန်မန္တလေးကမူဆလင်မျိုးသမီးတွေလိုပဲရှင်သန်ခွင့်ပြုပါကျမတို့လည်းလူသားမို့လူသားတစ်ယောက်ရဲ့အခွင့်အရေးကိုလိုချင်ပါတယ်အခုကြည့်လိုက်ပါမောင်တော်ဘူးတီတောင်က10ရန်အောင်စရင်ကိုကြည့်လိုက်ပါမူဆလင်အမျိုးသားတွေကြီးပဲသူတို့ကရက်ခိုင်ထက်ပိုစူးစားကြတယ်ပိုတော်ကြတယ်ဂုံတူးတွေအများကြီးပါကြတယ်ဒါပေမဲ့ကျမတို့ကတော့တင်ယူခွင့်ကိုစူးစမ်းခွင့်ကိုမရကြပါဘူးကော့ပစားခံပရီတွေကကျောင်းတွေကိုကြီးလိုက်ပါတင်ကြားတဲ့ဆရာတွေဟာအမျိုးသားတွေကြီးပါကျမတို့အမျိုးသမီးတွေရဲ့နေရာကတော့မိဖို့ချောင်ပါပဲတဆင့်တက်ခွင့်မရပါဘူးမတက်ရအောင်လဲပညာသင်ခွင့်ကိုပိတ်ပင်ထားတယ်လေကျမတို့ကတကယ်အကျိုးသားပါပဲ